Judy ကိုဆွဲကျူးကျူး channel တလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်23လ2026ကျသာပတိနေ့လယ်12နာရီ10မိနစ်အတွက်အကောင်းဆုံးပေါ့နော်မိန်ဝမ်းချင်းတစ်စုံနဲ့အချိန်2ချိန်နဲ့ကပ်ပြီးကစားပုံတွေပြီးရင်လုံးပိုင်းဆိုင်နှစ်ဆိုင်နဲ့အတူပြပေးပါမှာဖြစ်ပါတယ်နော်ကြည့်ကျွန်တော်လေးစီမိန်ဝမ်းချင်းယူမယ်6ရက်3ရက်ပေါင်းခြင်း9ပါဝါ3ရက်ဒါကဒီနေ့အတွက်မိန်ဝမ်းချင်း9 3ရက်ပါနော်2ရက်4ရက်9ရက်ပေါင်းခြင်း3နဲ့3ရက်ပါဝါ8 38ဝမ်းချင်းနဲ့မ3ကိုလို့ဆင်းတယ်နော်3တိတယ်ပေါ့ခွင်3ရက်9ရက်ပေါင်းခြင်း9တဲ့9ပါဝါ3ညာတဲ့9နဲ့လို့ဆင်းခဲ့တော့9ထိတယ်နော်ခွင်ရ9ရက်2ရက်ပေါင်းခြင်း4တဲ့4ပါဝါ9တဲ့4 9ဝန်းခြင်းတဲ့9ခုလို့ဆင်းခဲ့တယ်နော်9ရက်9ရက်5ရက်ခွင်ရ9ရက်5ရက်ခွင်ရပေါင်းခြင်းရ1ပါဝါ6တဲ့1 6ချင်းနဲ့5 1 10နဲ့နော်ဒါအဲ့ဆိုမနက်ဖြန်တဲ့ဆိုင်က2ရက်3ညရက်1ရက်ပေါင်းခြင်းရ3နဲ့3ရက်ပါဝါ8တဲ့ဒါလေးကတော့ကျွန်တော်တို့ဒါမိန်ဝမ်းချင်းဖြစ်ပါတယ်နော်ကဲချင်းတစ်ခုချင်းကပ်ပုံတွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီက3ရက်4ရက်8ရက်ပေါင်းခြင်းရ9တဲ့9ရက်ပါဝါ3ည9 3ညချင်းနဲ့3ညခုဆင်းနေပါနော်3ညချင်းရက်ခွန်ရက်3ရက်ပေါင်းခြင်းနဲ့3နဲ့3ရက်ပါဝါ8တဲ့3 8ချင်းနဲ့ကျွန်တော်3ကိုလို့ဆင်းခဲ့တယ်နော်3 8ချင်း9ရက်5ရက်3ရက်ပေါင်းခြင်းရခွန်နဲ့ခွန်ရက်ပါဝါ2တဲ့ခွန်နဲ့အချင်းနဲ့မ9နဲ့လို့ဆင်းခဲ့တယ်နော်2ရက်5ရက်3ရက်ပေါင်းခြင်းခွန်နဲ့ခွန်ရက်ပါဝါ2ခွန်နဲ့အချင်းနဲ့နောက်ဒီမှာပါလဲ9ခွန်လို့ထပ်ပြီးတော့ဆင်းပြန်တယ်နော်ဒီပင်နဲ့ဆိုလို့ရှိရင်ခွန်ရက်3ညရက်9ရက်ပေါင်းခြင်း6တဲ့6ရက်ပါဝါ1တဲ့6 1ချင်း5 1လို့ကျွန်တော်တို့ဆင်းတယ်နော်5 1လို့ဆင်းတယ်နောက်တဲ့အချင်းကိုဆက်ပြီးချင်းကပ်မယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီက9ရက်3ရက်3ည sorry 9เนาะဒီက9ရက်3ရက်9ရက်ပေါင်းချင်းခွန်နဲ့ခွန်ပါဝါနဲ့တဲ့ခွန်နဲ့အချင်းနဲ့ဒါဒီပင်တော့ဘူးเนาะခွန်နဲ့အချင်းနဲ့ဒီမှာလဲခွန်နဲ့ဒီမှာလဲခွန်နဲ့အချင်းနဲ့ဒီမှာ9 3ညအချင်းနဲ့ဒီအချင်းနှစ်ခုကခွန်နဲ့အချင်းရအမှားပေါ့เนาะအဲ့တော့ကျွန်တော်တို့ဆင်းတဲ့ပုံပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီက9တစ်လုံးရယ်ဒီက2တစ်လုံးရယ်ဒီက2တစ်လုံးရယ်ကို9နှစ်ဆိုပြီးဆင်းတာပေါ့เนาะဒါစိတ်တူးရဲ့ဆင်းလာတဲ့ပုံစံလေးကိုဒါနားလည်အောင်ရှင်းပြပေးရဖြစ်ပါတယ်เนาะဒီပြင်နဲ့တွားမှာဆိုလို့ရှိရင်3ညရယ်9ရယ်2ရယ်ပေါင်းချင်းခွန်ပါဝါ2ပဲခွန်2ချိန်ပဲတောင်းရှိရပြင်မှာအချိန်ရတယ်ခွန်2ချိန်ဒီမှာလဲခွန်2ချိန်ဒီမှာ4ကိုချိန်9ခုလုံးဆင်းရကြတော့ဒီက9နဲ့ဒီက2နဲ့ဒီက2နဲ့sorry เนาะဒီက9နဲ့ဒီက9နဲ့ဒီက9နဲ့9ခုဆိုပြီးတော့ဆင်းတာပါเนาะဒါမျိုးဆင်းတဲ့ပုံစံလေးကိုပြတာပါเนาะဒီပင်တော့ကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်တဲ့ဒီက3ရဲ့ဒီ sorry ဒီပင်မှာဒီက3ညရဲ့ဒါဆောင်းနာအပင်ဖြစ်သွားပြီเนาะဒီက3ရဲ့5ရဲ့တဲ့3ရဲ့5ရဲ့3ရဲ့5ရဲ့ခွန်ရဲ့5ခွန်နဲ့ပေါင်းချင်း9တဲ့9ပါဝါ3ညတဲ့9 3ညအချိန်ပေါ့နော်9 3ညအချိန်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပါထွက်ကလေးဆိုတော့9တစ်လို့ထွက်တယ်ဒီမှာ6တစ်ချိန်ဒီမှာ6တစ်ချိန်တူနေတယ်ဒီက9 3ညနဲ့ကပ်မှာဆိုလို့ရှိရင်ဒီက9နဲ့ဒီက1နဲ့ဒီ
ဒီကတင်နေပေါ့နော်ကျွန်တော်9တက်ဆိုပြီးတော့ဆင်းပြီးပေါ့ဆင်းတာပေါ့နော်အဲ့ပုံစံလေးပါနော်အဲကျွန်တော်တို့မနက်ဖြန်အတွက်အချိန်တစ်ခုထပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီက9ရက်3ညရက်ဒီက1ရက်ပေါင်းချင်း6တက်6ရက်ပါကတက်ကျွန်တော်ဒီမှာ6တက်ချိန်6တက်ချိန်ဟာတူညီနေရပေါ့နော်အဲ့တော့ဒီအချိန်နဲ့ချိန်အားကောင်းအချိန်ပေါ့အားကောင်းအချိန်ဒါပေမဲ့ဒါကလည်းလွတ်လို့မရတဲ့အချိန် main 1ချင်း3ရှင်းနဲ့တွဲမယ်တဲ့အဲ့တော့ကျွန်တော်တို့က6တက်ကို3ရှင်းနဲ့ကပ်မယ်ပင်ပေါ့နော်ကျွန်တော်မနက်ဖြန်အတွက်အကောင်းဆုံးအချိန်နဲ့ချိန်နဲ့ချင်းကပ်ပြီးတော့ main 1ချိန်နဲ့တွဲဆိုရမယ်တွဲပြီးတော့အပိုင်ဆိုရမယ်ကဏ္ဍ၄ခွက်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီမှာ main ဆိုပြီးတော့အောက်မှာစီထားပြီးသားပါနော်36 3 8 6 8ပါနော်အပြင်ကျွန်တော်နောက်ထပ်ပြချင်သေးတယ်ကျွန်တော်လုံးပိုင်ဆိုင်လေးပါနော်လုံးပိုင်ဆိုင်လေးနှစ်ဆက်ရှိရပါတယ်နော်ဒါပေမဲ့သူကအပင်တူလေးပါနော်ကျွန်တော်ဒီပင်တော့ကြည့်မယ်ဆိုရင်တဲ့ဒီပင်တော့ကြည့်မယ်ဆိုလို့ရှိရင်9 9ပေါင်းချင်း6ဖြစ်လို့တဲ့ဒီမှာ6ခုဆိုပြီးဆင်းတယ်တဲ့6ပိုင်းတဲ့နော်6ပိုင်းတဲ့ဒီမှာ6ပိုင်းဒီပင်တော့သွားမယ်ဆိုလို့ရှိရင်တဲ့9နှစ်3ညပေါင်းချင်း1တဲ့ဒီပင်တော့က1ပိုင်းနော်မ9တက်လို့ဆင်းခဲ့တော့1ပိုင်းအဲ့တော့မနက်ဖြန်အတွက်အကောင်းဆုံးလုံးပိုင်းက9ရက်9ရက်4ရက်ပေါင်းချင်း6တဲ့6ကလုံးပိုင်းပါတဲ့အဲ့တော့မနက်ဖြန်ချင်းသိကြတာကခုကဒီ6တက်6တက်ဆိုတဲ့အချိန်နဲ့ချိန်နဲ့ဒီလုံးပိုင်းနဲ့6ဆိုပြီးတော့အကောင်းဆုံး6လုံးပိုင်းကလုံးဝအားကောင်းနေပြီနော်အဲ့လိုမှမဟုတ်ပဲနဲ့6ကိုမပေးပဲနဲ့သူ့ရဲ့ပါဝါတက်နေပဲဆင်းသွားမလားပေါ့နော်အဲ့ချက်တော့ရှိတယ်ကဲဟုတ်ပြီနောက်တစ်လုံးပိုင်း side side လေးထပ်ပြီးတော့တွားမယ်ကျွန်တော်ဒီပင်အတွက်ဆိုလို့ရှိရင်တဲ့ဒီက9ရက်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 ပေါင်းချင်းက4တဲ့ကျွန်တော်တို့အဲ့4ကိုယူမှာမဟုတ်ဘူးเนาะအဲ့4ကိုမယူဘဲနဲ့4ရဲ့နှစ်ခတ်ကိုယူမှာ4ရဲ့နှစ်ခတ်ကတည်2တဲ့2လုံးပိုင်းတဲ့ဒီမှာ9နှစ်လို့ဆင်းခဲ့တော့ကျွန်တော်ဒီမှာ2ကလုံးပိုင်းပါเนาะဒီပုံစံလေးနဲ့တွားတာပါเนาะ9 9ပေါင်းချင်း4 4ရဲ့နှစ်ခတ်2အဲ့2ပဲယူတာပါအဲ့တော့9နှစ်လို့ဆင်းခဲ့တော့2လုံးပိုင်းတော့ဒီပင်အတွက်ကိုတွားကြည့်မယ်ဆိုလို့ရှိရင်ဒီပင်နဲ့ကိုကြည့်မယ်ဆိုလို့ရှိရင်9ရဲ့1ရဲ့ပေါင်းချင်း6တဲ့6ရဲ့နှက်ခတ်ဒီ9လုံးပိုင်းပါတဲ့။မ9ခုလို့ဆင်းကြတော့9ကလုံးပိုင်းပါနော်။ဒီပင်နဲ့ကိုတွားကြည့်မှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ3ညရင်3ရဲ့ပေါင်းရင်3နဲ့3ရဲ့နှက်ခတ်ဒီ9ဒီလုံးပိုင်းနဲ့မ9တိလို့ဆင်းတယ်နော်။9တိလုံးပိုင်းအဲ့တော့ကျွန်တော်တို့မနှက်ဖြန်အတွက်အကောင်းဆုံးလုံးပိုင်းဒီ4ရဲ့8ရဲ့ပေါင်းရင်2တဲ့2ရဲ့နှက်ခတ်ဒီ4ရဲ့တော့လုံးပိုင်းက4တစ်လုံးကထပ်ပြီးတော့ရှိလာပြန်ပါတော့ကျွန်တော်ဒီပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုတွေ့ခဲ့လဲဆိုတော့ဒါကတော့အပင်တို site ပေါ့နော်လုံးပိုင်းနှစ်ခုတွဲထွက်တဲ့ဟာပေါ့နော်ဒီမှာကလုံးပိုင်း1ဒီမှာကလုံးပိုင်း9တက်ဆိုပြီးထည့်ဆင်းခဲ့တယ်ပေါ့နော်မိန်ဝမ်းချင်းမှာလည်းညှိတယ်မိန်ဝမ်းချင်းနဲ့လည်းမိန်ဝမ်းချင်းနဲ့အချင်းနှစ်ခုနဲ့လည်းညှိတယ်လုံးပိုင်းမှာလည်း1နဲ့9နဲ့ဆိုပြီးတော့မတူတော့အပြီးပေါက်ဆင်းသွားတယ်နော်9တက်တင်9တက်ဆိုပြီးဆင်းသွားတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီနေ့စတာပေးနေ12နာရီ10မိနစ်ခဏအတွက်အကောင်းဆုံးတစ်ခွက်ကောင်းပေါ့နော်ဒါသူစပ်ပေးတော့ရမယ်သူစပ်မပေးတော့များကျွန်တော်က6လေးဆိုပြီးတစ်ခွက်ကောင်းရှာတွေ့ထားပါတယ်နော်6လေးဆိုပြီးတစ်ခွက်ကောင်းရှာတွေ့ထားပါတယ်ကျွန်တော်ကလုံးမိုင်ကို6နဲ့မပေးဘဲနဲ့4နဲ့ပေးလာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကအရန်နေနဲ့เนาะဒီကျွန်တော်တို့အချိန်နဲ့ချိန်နဲ့မိန်ဝါချိန်နဲ့ကပ်ပြီးဆော့မယ်ဆိုလို့ရှိရင်4တက်ဒီတော့ကတော့ဒီမှာတစ်ခွက်ကောင်းပေါ့နော်4တက်ပေါ့4တက်4 3 4 8ဆိုပြီးတော့ကျွန်တော်အရန်လေးပေးထားတာပါเนาะကျွန်တော်မိတ်ဆွေတို့ဒီ site လေးကိုတော့ကြိုက်မှယူတော့ပါเนาะကျွန်တော်မိတ်ဆွေတွေပေါက်ကနန်းနေရရှိနိုင်ကြပါစေเนาะကဲကျွန်တော်ကတော့ video file နဲ့ရှိမှဆိုဒီလောက်ပါပဲเนาะကဲကျေးဇူးပါ